တောင်ကိုရီးယားနိုင်ငံမှာမြန်မာနိုင်ငံသား6,000ကျော်လောက်ရှိပေမဲ့စစ်ကော်မရှင်ကလုပ်တဲ့တရားဝင်ရေးကောက်ပွဲအတွက်ကြိုတင်မဲလာပေးသူအရေးအတွက်ဟာ2ရက်ပေါင်းမှ25ရက်လောက်တောင်မပြည့်ဘူးလို့သိရပါတယ်။စစ်ကော်မရှင်လောက်ခံတန်ယုံကဒီဇင်ဘာ6ရက်နဲ့9ရက်နေ့တွေမှာကြိုတင်မဲပေးဖို့ဖိတ်ခေါ်ထားတာပါ။ဒီဇင်ဘာ6ရက်နေ့မှာဆိုရင်မဲပေးသူ15ရောက်ထက်မပိုပါဘူး။ဒီဇင်ဘာ9ရက်နေ့ဒီနေ့မှာဆိုရင်လည်း10ရောက်ထက်မပိုဘူးလို့ရွေးကောက်ပွဲစံတင်ပူးပေါင်းလှုပ်ရှားမှုကော်မတီ CACC ကပြောပါတယ်။ CACC အဖွဲ့ဝင်မတ်ဆိုဖီယာကမဲလာပေးသူတွေဟာတန်ယုံနဲ့အနီးစပ်တဲ့အတိုင်းဝိုင်းကပဲအများဆုံးဖြစ်မယ်လို့ခန့်မှန်းရပါတယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီတန်ယုံရှိမှာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တဲ့တပိတ်မှောင်မှုကတော့အရန်အားကောင်းနေပါတယ်။ဒီဇင်ဘာ6ရက်နဲ့9ရက်နေ့တို့မှာစိုးမြို့တန်ယုံကိုတွားရလမ်းတစ်လျှောက်လုံးမှာတော်လင်းအင်အားစုတွေကတပိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။ CACC ရဲ့ထုတ်ပြန်ချက်အရဆိုရင်ဒီဇင်ဘာ9ရက်နေ့လယ်12နာရီကကြိုတင်မဲရုံလှုပ်ထားတဲ့တန်ယုံရှိမှာမဲလာထည့်သူတယောက်မှမရှိဘဲတော်လန်ပြည်သူတွေရဲ့ဆန္ဒပြတန်တွေသာရှိနေလို့ဆိုပါတယ်။တောင်ကိုရီးယားမှာမဲပေးဖို့တန်ယုံတစ်ခုတည်းသာသတ်မှတ်ထားတာပါ။မနေ့ကနေ့လယ်ပိုင်းမှာပဲဒဲကူးမြို့မှာလည်းစေအုပ်စုရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတည်းကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲမှာတောင်ကိုရီးယားရောက်မြန်မာပြည်သူ300ကျော်ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။